สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လမ်းညွှန်ခြင်းနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုမျှဝေပေးသွားပါမယ်ဖြစ်ပါတယ်ဥပမာလဲတန်းစည်းကိုဘယ်လိုသွားရမလဲလို့ပြောကြည့်ရင်ไปตลาดလဲတန်းอย่างไรคะไปตลาดလဲတန်းอย่างไรคะไปตลาดလဲတန်းอย่างไรคะไปဆိုတာသွားသည်ပေါ့နော်ตลาดဆိုတာကဈေးตลาดဈေးလဲတန်းဈေးကိုอย่างไรဆိုဘလို့လဲပေါ့နော်ไปอย่างไรဘလို့သွားရမလဲဒီကနေဘတ်စကားစီးသွားလို့ရပါတယ်ဆိုရင်จากที่นี่ขึ้นรถเมล์ไปได้ค่ะจากที่นี่ขึ้นรถเมล์ไปได้ค่ะจากဆိုတာကจากที่นี่ပေါ့နော်ဒီကနေขึ้นรถเมล์ဆိုတာကဘတ်စကားစီးပြီးတော့ไปဆိုတာသွားတယ်ပေါ့နော်ขึ้นรถเมล์ไปဘတ်စကားစီးသွားတယ်ได้ဆိုတာရပါတယ်ပေါ့နော်သွားစီးသွားလို့ရပါတယ်จากที่นี่ขึ้นรถเมล์ไปได้ค่ะဘယ်မှတ်တိုင်မှာဆင်းမလဲဆိုရင်จะลงที่ป้ายไหนคะจะลงที่ป้ายไหนคะจะลงဆိုတာဆင်းမယ်ပေါ့နော်ที่ဆိုတာမှာป้ายไหนป้ายဆိုတာကမှတ်တိုင်ไหนဆိုတာကဘယ်မှတ်တိုင်ဆိုရင်ป้ายไหนจะลงที่ป้ายไหนคะဘယ်မှတ်တိုင်မှာဆင်းမှာလဲလဲတိုင်းမှတ်တိုင်မှာဆင်းမှာလို့ပြောချင်ရင်ลงที่ป้ายလဲတန်းลงที่ป้ายလဲတန်းลงที่ลงဆိုဆင်းနေပေါ့နော်ที่မှာป้ายလဲတန်းလဲတန်းမှတ်တိုင်မှာဆင်းแล้วပြီးတော့เลี้ยวซ้ายเลี้ยวဆိုတာ꿰သည်ပေါ့နော်ซ้ายဆိုတာကဘယ်ဘက်꿰သည်ဆိုရင်เลี้ยวซ้ายลงที่ป้ายလဲတန်းแล้วเลี้ยวซ้ายလဲတန်းမှတ်တိုင်မှာဆင်းပြီးတော့เลี้ยวซ้ายဆိုတာဘယ်꿰ပါဆိုတဲ့အဓိပ္ပာယ်နောက်ပြီးကြတော့เลี้ยวซ้ายก็ถึงแล้วหรือเลี้ยวซ้ายก็ถึงแล้วหรือเลี้ยวซ้ายဆိုတာဘယ်꿰လဲဆိုရင်ก็လဲပေါ့နော်ถึงแล้วဆိုတာကถึงแล้วหรือဆိုတာကလာถึงแล้วဆိုတာရောက်ပြီပေါ့နော်ရောက်ပြီလားถึงแล้วหรือเลี้ยวซ้ายก็ถึงแล้วหรือအမှမရောက်သေးဘူးဆိုရင်ยังค่ะยังဆိုတာကမသေးဘူးပေါ့နော်မရောက်သေးဘူးยังค่ะเดินตรงไปประมาณ3นาทีก็ถึงเดินตรงไปประมาณ3นาทีก็ถึงเดินตรงไปဆိုတာတဲ့သွားပေါ့နော်ประมาณခန့်လောက်3นาทีဆိုတာက3မိနစ်ခန့်လောက်တဲ့သွားก็ถึงဆိုတာကရောက်ပြီပေါ့နော်เดินตรงไปประมาณ3นาทีก็ถึงဆိုတာရောက်သည်ပေါ့နော်အဓိပ္ပာယ်ကတော့ဘတ်စကားစီးသွားတာကိုขึ้นรถเมล์ไปလို့လည်းပြောလို့ရတယ်လို့နောက်ထပ်စကားလုံးလေးကนั่งรถเมล์ไปนั่งรถเมล์ไปนั่งဆိုတာကထိုင်နေပေါ့နော်တလုံးနဲ့ဆိုရင်ဒါပေမဲ့ဘတ်စကားစီးရဆိုတဲ့အဓိပ္ပာယ်လေးရတယ်นั่งรถเมล์ไปဆိုတာသွားတယ်ပေါ့နော်ဘတ်စကားစီးသွားတယ်นั่งรถเมล์ไปနောက်ထပ်ဝါကြလေးကတော့ဒီဘတ်စကားမှတ်တိုင်ကိုရောက်ပြီလားဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်ရင်ถึงป้ายรถเมล์แล้วหรือถึงဆိုတာရောက်သည်ပေါ့နော်ป้ายรถเมล์ဆိုတာကဘတ်စကားမှတ်တိုင်ကိုရောက်သွားပြီလားဆိုတဲ့အဓိပ္ပာယ်ถึงป้ายรถเมล์แล้วหรือถึงป้ายรถเมล์แล้วหรือဆိုတာကပြီလားပေါ့နော်ถึงป้ายรถเมล์แล้วหรือจะขึ้นรถเมล์ไปอีกป้ายอย่างไรได้คะจะขึ้นรถเมล์ไปอีกป้ายอย่างไรได้คะจะขึ้นรถเมล์ไปอีกป้ายอย่างไรได้คะနောက်ထပ်မှတ်တိုင်သွားဖို့ဘတ်စကားဘယ်လိုစီးရမလဲပေါ့နော်အဓိပ္ပာယ်จะขึ้นรถเมล์ไปဆိုတာကဘတ်စကားစီးသွားမယ်อีกป้ายဆိုတာနောက်ထပ်မှတ်တိုင်ကိုอย่างไรได้ဘယ်လိုဆိုရင်ရနိုင်မလဲဘယ်လိုမျိုးဒီနောက်ထပ်မှတ်တိုင်ကိုဘတ်စကားဘယ်လိုစီးသွားလို့ရနိုင်မလဲဆိုတဲ့အဓိပ္ပာယ်จะขึ้นรถเมล์ไปอีกป้ายอย่างไรได้คะနောက်ပြီးကြရင်နောက်တစ်စကားလုံးလေးကတော့အကျွေးမအမ်းရသေးပါဘူးရှင်ဆိုရင်ยังไม่ถอนเงินยังไม่ถอนเงินยังไม่ဆိုတာရသေးဘူးပေါ့နော်ถอนเงินถอนဆိုတာကအမ်းဒီเงินဆိုတာပတ်စံကိုအမ်းနေပေါ့နော်ยังไม่ถอนเงินค่ะအကျွေးမအမ်းရသေးပါဘူးရှင်
အခုပြောသွားတဲ့စာကြောင်းလေးတွေကဗစကားစီးတဲ့အခါမှာအတုံးဝင်တဲ့စာကြောင်းလေးတွေပဲဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်ขอบคุณมากค่ะ